Juki ဆိုပြီးမင်းနေတဲ့ customer တွေအတွက်ကျွန်တော်တို့ Sweet and Smart ကို Juki brand လေးရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံး model ဖြစ်တဲ့ကျွန်တော်တို့ Juki VA 9800 brand လေးပဲဖြစ်ပါတယ် auto ရှိချက် auto တက်ကေ auto ပြီးကြွပြီးတော့စီကန်းကလည်းအပိတ်နဲ့လာတာဖြစ်ပါတယ်ခင်ဗျာစက်တန်အားစားငြိမ်ပြီးတော့ကျွန်တော်တို့ချီတက်တဲ့အခါမှာလည်းအတန်လုံးဝထွက်ချင်းကိုမရှိဘဲနဲ့တက်ကေမှာလည်းအတန်ရမ်းငြိမ်ပါတယ်ဒီဆက်လေးကတော့ကျွန်တော်တို့စီကိုအလုံးကြီးအကန့်အသတ်နဲ့ရောက်လာတာပဲဖြစ်ပါတယ်ခင်ဗျာပုံမှန်သေးကျွန်တော်တို့16သိန်းဆွတ်ကိုအခုဝယ်မယ်ဆိုရင်15သိန်း3000နဲ့စတင်ပြီးတော့မိတ်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်လာရောက်စမ်းသပ်ပါကြိုက်မှယူပါကောင်းတယ်ဆိုမှကျွန်တော်တို့ဆိုင်ရနေဝယ်လို့ရပါတယ်ခင်ဗျာအာမခံ15နှစ်ပါပုံပိုင်းဆိုင်အောင်ကျွန်တော်တို့ granny တစ်နှစ်ပေးထားပါတယ်ခင်ဗျာအချုံဆက်တွေဝင်နေပါဖြစ်တဲ့ CS Smart ကိုလက်လို့လာခဲ့ပါကျေးဇူးတင်ပါတယ်အမှတ်48တိန်ကြီးလေးစီယုံအနော်ထားလမ်းကဝင်မယ်ဆိုရင် CS Smart ဆိုပြီးတော့စိုင်းမှုအကြီးနေရှိပါတယ်ကျွန်တော်ဖုန်းနံပါတ်ကတော့399420နေ့လေး3939နဲ့399339လုံး2938တို့ကိုဆက်သွယ်မှန်းနေပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကဲမဘယ်ရလာလဲရွှေပြည်သားလားကျွန်တော်ဘယ်ရသိရလဲတက်တော်နေတွေ့အခုဒါမြင်ချင်းချစ်သွားတာတော့မဟုတ်တာမြင်ချင်းကြိုက်သွားတဲ့ဆက်ဟုတ်လားဒါ Juki ကျွန်တော်တို့ VA 9800 brand ဒီဆက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်သိချင်တာကျွန်တော်မေးကျွန်တော်ကုန်ရှင်းပြမယ်။ဒါလေးသိချင်တယ်။အဲ့တော့ကိုကမှဖတ်ချုပ်မှာဆိုတော့ဒီနှေးချင်တာ။ဒီအားဆိုလို့ရှိရင်ကျွန်တော်အနေမြန်ခလုတ်ကလေး။ဒါလေးကကျွန်တော်အနေမြန်ခလုတ်ဖြစ်တယ်။အနေမြန်ခလုတ်ဖြစ်တဲ့ပုံမှာကျွန်တော် speed နှေးထားလို့ရမယ်နော်။ဒါဆိုကျွန်တော်တို့ကြိုက်တဲ့လောက်နေအမ1400အထိပဲဒီကောင်ကသွားမယ်။ဒါဆိုနှေးလေးပဲအမကြိုက်တဲ့လောက်ချုပ် तू ကမမြန်လာတော့ဘူး။ဒါဆိုကျွန်တော် speed ကနှေးလိုက်ပြီနော်။ဘတ်တုတ်မယ်ဆိုရင်ကျွန်တော်ဒါလေးကိုနှိပ်ထားရုံပဲ။ဟုတ်ကဲ့။နော်ဘတ်တုတ်တဲ့အတန်လည်းလုံးဝမရှိဘူး။ဥမာတက်ကင်တန်ဒါတက်ကင်အတန်ပဲနော်တက်ကင်ဆိုလည်းချီကိုဒီလိုမျိုးတုတ်တုတ်ဖြုတ်ပေးပါတယ်နော်ကဲတခြားဘာတွေသိချင်သေးလဲဆွဲသားတွေပါရဟာပေးလေးအမပေးလေးဆွဲသားဆိုလို့ရှိရင်လည်းဒီမှာနော်ဟုတ်လားဒါလေးကိုထည့်လိုက်မယ်နော်ထည့်ပြီးတော့တန်းနေအောင်ပဲအမဘာမှလုပ်စရာမလိုချီချိန်သွားစရာလည်းမလိုအော်တိုစစ္စတက်ပါပြီးသားဒီထဲမှာနော်ပြီးတော့ကျွန်တော်တို့ဒီမှာဘတ်တုတ်မယ်နော်ဒါကဒီ Juki brand ရဲ့အားသာချက်ပဲဟုတ်ကဲ့ဟုတ်နော်ဒီမှာချီချအောင်ကြည့်ဟုတ်ကဲ့ပေါ်ချီအောက်ချီလှဒါအမရှိရင်ချုပ်တာနော်ဘာမှချီချိန်ထားတာကြီးမရှိဘူးနော်ကျွန်တော်တို့ဟုတ်ကဲ့ဟုတ်ဒါပါလေးလည်းချိန်ဒါလေးချုပ်ပြမယ်နော်ဒါကတော့ပါလေးပဲလုံးဝချင်းအောင်စားဟလားချင်းအောင်စားဟုတ်တယ်လက်ဆောင်ပြပါချုပ်နေကြမဟုတ်တဲ့ခါကြတယ်ဟောကဲခြိုက်လာပြဒါကတော့တက်ကင်ခလုတ်ပေါ့တက်ကင်ခလုတ်ကတက်ကင်ကဒါအရှိတက်ကင်ဒါအနောက်တက်ကင်ဖြုတ်ထားခြင်းဒါလေးဖြတ်လိုက်တက်ကင်ပျောက်သွားတယ်ချီဖြတ်မတုံးခြင်းဆိုလို့ရှိရင်ဒီမှာချီဖြတ်တဲ့ခလုတ်လေးရှိရဲအကောင်လေးပိတ်ထားလိုက်ချီမဖြတ်တော့ဘူးဟုတ်ကဲ့နော်ထူလေးချုပ်ပြပေးပါဒါဆိုရင်တစ်ထက်နှစ်ထက်သုံးထက်လေးတက်ဒါလို့ဆိုရပြီလားဒါတော့ဒီမှာဝင်တယ်နော်ဟုတ်ကဲ့ဝင်တယ်ဆိုဖြည်းဖြည်းချင်းပဲနင်းပြီနော်အထူဆိုတော့ကျွန်တော်တို့အဲ့တော့ချင်းရမယ်နော်ဒါကတော့သူ့အထူမှကျွန်တော်တို့ကချုပ်သွားတဲ့ဥစ္စာဖြစ်တာဟုတ်ကဲ့နော်ဒါပဲအထူဆိုတော့ကျွန်တော်တို့ကဒီလောက်အထူမကြည့်လောက်အထူနော်ချုပ်ရိုးကြီးချီကျော်ဝါချီပြတ်သွားမရှိရှိနော်အခုဒီဆက်ကအတန်ဝေါ်ကြိုက်လားကြိုက်ကျွန်တော်တို့ဒီမုတ်ပိုင်းဆိုင်ရာကို granny တစ်နှစ်ပေးထားတယ်ဆက်ပိုင်းဆိုင်ရာတော့ granny 15နှစ်ပေးထားတယ်နော်အဲ့တော့တခုလိုအပ်တာရှင် Sweet and Smart ကိုလှမ်းလို့လာခဲ့နော်နောက်လာမယ့်လူတွေကိုလည်းခေါ်ပေးပါဦးSweet and Smart ကိုလာပေးပါစိတ်တိုင်းချစေရပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလို review ပေးတဲ့အတွက်လည်းကျေးဇူးပါတတာ